မှာရောက်တဲ့မို့ထန်းကပြန်သက်ကြသည်ပတော်ဘူးလေးတွေပန်းတင်ထားသူကြီးကောင်းမေးမော်လို့ပတော်ဘူးလေးတွေပန်းတင်ထားသူကြီးကြောကြောရွှင်ရွှင်တီးမှုကြတဲ့ပွဲမှာငုံငုံကြတဲ့ပန်းတော်ဘူးတွေတဲ့ရာဒီချင်းမီလမ်းပွင့်ခဲ့တဲ့ပတော်ဘူးပန်းစင်မရဲ့လာတဲ့မှာမိုးကြီးတဲ့ဖျောက်လာပန်းပွင့်မှုရာယူကြတဲ့သင်ကြံခါလမ်းဆန်းတဲ့မိုးရဲ့မိုးပြင်းလေးပတော်ပန်းပွင့်ရုံဆိုရုံပြန်ပဲအောင်မိုးပြင်းလေးရောက်တလဲမို့လဲငါတက်ပတ်ကြစံတောက်ဖူးလေးရိပ်ပန်းစင်ထားသူရဲ့ကောင်းလေးမလို့တောက်ဖူးလေးရိပ်ပန်းစင်ထားသူရဲ့ကြောက်ပြောရွှင်ရွှင်တီးမောက်ကြတဲ့ပွဲမှာငုံနေရှာတဲ့ပန်းတောက်ဖူးတွေတဲ့ရှားလေးချင်းပြီးလဲဖွင့်ခဲ့တဲ့ကတော့ပန်းစမရဲ့လာတဲ့ချင်မမို့မိုးကြီးနဲ့ရောက်လာပန်းပွင့်မို့ရမြူကြတဲ့တင်ကြခါလမ်းစမ်းနေမို့ရဲ့မိုးပြေးလေးတောက်ပန်းပွင့်ရုံဆိုရုံချမ်းပအောင်မိုးပြေးလေးတမ်းမိုးပြေးဆိုရုံချမ်းပအောင်နေဘရောင်းရင်မိုးပြေးလေးရဲ့တန်တန်စားကူလေးမှာပွဲဖြတ်တဲ့မို့လို့ပြော